ဘက်ထရီယိုအက်ဆစ်ဘယ်ချိန်မှလဲပေးဖို့လိုအပ်တယ်လဲဘက်ထရီသက်တမ်းကြာရှည်ဖို့ဆိုတာအက်ဆစ်ရဲ့အခြေအနေပေါ်မှာအများကြီးမူတည်ပါတယ်ဘက်ထရီကိုအားပြည့်သွင်းထားပေမဲ့ခဏလေးနဲ့ပြန်အားကုန်သွားတာမျိုးဟာအက်ဆစ်ပါဝါကျနေရကြောင်းဖြစ်တတ်ပါတယ်ဒီလိုအခြေအနေမျိုးမှာအက်ဆစ်ကိုအသစ်လဲပြီးအားပြန်သွင်းပေးခြင်းနဲ့ဘက်ထရီကိုပြန်လည်ကောင်းမွန်လာစေပါတယ်အက်ဆစ်ဟာပြင်းအားများလွန်းနေဆိုရင်ဘက်ထရီအတင်းကပလိပ်ပြားတွေကိုပွားစေပြီးပျက်စီးစေနိုင်ပါတယ်ဒါကြောင့်အက်ဆစ်ပြင်းအားကိုတိုင်းတာစစ်ဆေးပြီးလိုအပ်ရင်အသစ်ပြန်လဲပေးရမှာပါဘက်ထရီ distilled water ဖြည့်ဖို့မေ့ပြီးအက်ဆစ်ခန်းတဲ့အနေအထားမျိုးမှာပလိပ်ပြားတွေလေးနဲ့ထိသွားတဲ့အခါအက်ဆစ်ရဲ့ဂုဏ်သက်တွေပြည့်ပြတ်သွားတတ်ပါတယ်ဒီလိုအခြေအနေမျိုးမှာဘက်ထရီ distilled water ကြီးပဲထပ်ဖြည့်ရုံနဲ့မလုံလောက်တော့ပါဘူးအက်ဆစ်အသစ်လဲပေးဖို့လိုအပ်လာပါတယ်ကျွန်တော်တို့ဘက်ထရီ distilled water ထည့်တဲ့အခြေအနေဟာအက်ဆစ်အနည်းငယ်ပဲခန်းတဲ့အနေအထားမှာရော့တဲ့အနေအထားမှာပဲဖြည့်လို့ရပါတယ်အက်ဆစ်လုံးဝခန်းတဲ့အနေအထားမျိုးဆိုရင်ဘက်ထရီ distilled water အစားအက်ဆစ်အနေငယ်အက်ဆစ်ပြင်းအားအနေငယ်ပြောတဲ့အက်ဆစ်ထည့်ပေးသင့်ပါတယ်ဘက်ထရီကိုတက်ရှိခံမှုအတွက်အရေးကြီးဆုံးချက်ထဲမှာဘက်ထရီတွေကအက်ဆစ်ပြင်းအားမှန်ကန်နေဖို့ကလည်းအဓိကအချက်လို့ဆိုနိုင်ပါတယ်အက်ဆစ်ပြင်းအားပဲချိန်မှာပြောင်းလဲတတ်တယ်ဆိုရင်ခြားချင်းစနစ်မှန်မှန်တဲ့အခါမှာအက်ဆစ်ပြင်းအားပြောင်းလဲတတ်ပါတယ်ခင်ဗျာအားဝင်များလို့ရင်အက်ဆစ်ပြင်းလာပြီးအိုဖောင်းတာအိုကွဲတာတွေဖြစ်တတ်ပါတယ်အားဝင်နေလို့ရင်တော့acid power ပျော့သွားပြီးဘက်ထရီရဲ့စွမ်းဆောင်ရည်ကျဆင်းသွားနိုင်ပါတယ်။ဘက်ထရီတက်ရှည်သုံးခံစေဖို့အားဝင်ထွက်မှန်ကိုအမြဲစစ်ဆေးပေးပါလို့အကြံပြုပြရစီခင်ဗျာ။ဇုံဘက်ထရီစင်ဆာဘက်မှာအမြဲယုံကြည်စွာလက်လက်ကဝယ်ယူအားပေးနေကြတဲ့ချစ်မိတ်ဆွေများကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။